ကျမသိပ်ပြီးတော့ဟိုနေမရအားပေးလူတိုင်းကျေးဇူးတင်ပါတယ်ရှင်တို့ကိုကျမပြောမယ်နော် TikTok အေးတဲ့5ရှင်တို့ကျေးဇူးမမီဘူးလေးတွေဆိုတာဒါနေဖုန်းကြီးဟောတာတွေ့ရမလားတလိမ့်ဆန်အစတည်းအကျိုးပေးတယ်ဆိုတာဘလို့ယူလော့ဆုံးချုံးရပြန်ပြီလေသူကဆုံးရှုံးတာဆုံးတာမလဲဒီမှာလေးယူလော့ဆုံးရှုံးနေတယ်ဆုံးကျင်တာဆုံးရှုံးတယ်သူတို့ဟာတကယ်ကုသိုလ်ရတယ်ကျမတိတော့မတင်မှာပဲဆိုကြည့်လာမျက်စိနောက်လို့ဆိုပြီးတော့အနေဝဲကျေးဇူးတင်ပါတယ်အထူးကျမ YouTube ကိုလည်းတင်မှာဆော့တာလှတဲ့ဟာလေးတွေပေါ့တင်ပြီးခါကြကျမမှားလောက်တာတွေရှိရကြသူတို့တချင်းထည့်ပလိုက်အားဒီဆုံးဆုံးသွားပြီတဲ့အသိပါဘူးပါလေသူလည်းသိနာမလဲပြစားစားရှင်းရှင်းလင်းလင်းမြင်အောင်လာကလေးတို့လာရောစားကြကြက်သားဟင်းနဲ့ကျွေးတာပါကြက်သားအာလူမနက်ကချက်တာပါကြက်သားအာလူရှယ်ပဲချက်ပြီးတော့ကျမတငယ်ချင်းသူကနေမကောင်းဖြစ်နေတဲ့ကောင်ကသူ့စီတယ်ပိုးတိုက်သေးရဲ့အထက်ချက်ပြီးပါတငယ်ချင်းရဲ့ဆိုတဲ့ချက်ပြီးရောနေသူကအသေးမကောင်းကျမမစင်နှမောင်းပြောရတော့မှသွားတတ်သေးရဲ့စကွာအယိုးရဟန်လိုတော့မရော့အကြောင်းလေးနှစ်ကောင်မှာအားလုံးပဲရော့အတမနေလို့မစားနဲ့နေငတ်နေအောင်ရော့တော့ပြီနင်းနေစားအောက်တွေပြုတ်ကြကုန်ပြီလားကြားပေါက်ဖြန်တွေ့တာငါထားတော့တရားကဲဟင်းနေတာစားပါကြကိုပေါက်ကတော့ကွာတွေ့ပြီဗောတရားညကျမဟင်းမရှိဟိုနေ့ရှိရဟင်းမရှိရောကျမအနေမကောင်းနေကထမင်းလူလေးတွေစားကြကျမသနာတာပြောနေတယ်မနေ့ကကြာကျမချက်ချင်းသွားဝယ်တာကျမမရဘူးတလိမ့်ဆန်အဲ့ဒါမှလည်းအကျိုးပေးတာကျမတလိမ့်ဆန်အရင်ချစ်တာဒါပေမဲ့ဒီတလိမ့်ဆန်နှစ်ကောင်တော့ကျမနောက်ဆုံးမွေးချင်းလို့ကျမစိုးပေးကြတာဘာလို့အသက်လည်းကြီးလာပြီဟိုကတိကရအရင်လုပ်ပေးရတာငငယ်တော့ဆိုတေးရုပ်ချီပေါက်အကုန်လုံးသူတို့ဟိုနေ့အရင်ဆုံးမပေါက်တတ်တော့ခါကျင့်ရတာမျိုးစုံကျင့်ရတာရကြားပါ့ရေမိလေးကကလေးကစားတယ်တဲ့ဟင်းတို့ခိုးစားပါတွေ့ရတာအေးမိရိုက်မယ်သူရသားရဒီမှာသားလေးကျမခေါင်းလျှော့ကြတာကျမဟိုးစားလုံးမှာအာလူကျော်မှာမုန်းနှင်းနဲ့ပြီးမှကျော်ပြီးမှပြမယ်ကျမအကျော်စဲကိုယ့်ဘက်ကိုလို့ရကြတယ်ဟိုးစားတွေငပြောသည်ဖီးချမ်းလို့ပါဆိုကျမဒီတန်းစားမှမကြိုက်ဘူးကျော်စားမှကြိုက်တယ်ကျမအရင်ချွေးမနန်းနာဆိုနန်းနာတို့အဖေကစိုက်တယ်အကုန်ပေးတာကောင်းပါတယ်ခမီသူတို့ဘလို့ကွာကြတယ်ဒါဖူးစား